ရာဟုသနာချင်းညီကိုများအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့လူလဲလိုချင်တဲ့ဈေးအများကြီးလဲမနိုင်ဘူးဈေးအများကြီးမသုံးချင်တဲ့ညီကိုတွေအတွက်ဒီကောင်လေးရှိမယ်ဗျကောင်လေးဆိုအဆောင်ပေါလေးပါလက်မ20ကောင်လေးဆိုတသိန်းစိုးစိုးလေးနဲ့ရမယ်ဒါသားလေးထုတ်ပြပေးမယ်နော်ဒီကောင်လေးပါကောင်လေးဆိုတသိန်းစိုးစိုးလေးနဲ့ရမယ်မှာခိုင်းရဲ့ဇဝါပန်းပါမယ်နော်ဟိုအဲ့ဒါမှမကြိုက်သေးဘူး2သိန်းကြော်ရဲရဆိုရင်တော့ဒီကောင်လေးရှိမယ်ဗျနော်ကောင်လေးဆို2သိန်းကြော်ရဲရပါဒါလေးလည်းဓာသားလေးထုတ်ပြပေးမယ်နော်ဒီကောင်လေးဓာသွားလေးပါဘောအော်ပြန်မိုက်တန်သားတော့အာမခံပြီးသားပြည့်အဲ့ဒါမှမကြိုက်သေးဘူး2သိန်းခွဲ3သိန်းဝန်းကျင်လောက်တည်းသုံးမယ်ဆိုဒါမျိုးလေးရမယ်ဟောဆိုကြီးတော့ကလေးပါသွားမယ်နော်ကျိုးအလှလေးကြစ်ပေးတာတယ်အယိုးဆိုလည်း rapid ဆွဲပေးတာတယ်ဒီမှာရိုးကျွတ်မာတော့ဘာတော့ပူစရာမလိုဘူးကောင်လေးလည်းဓာသားလေးထုတ်ပြပေးမယ်နော်ဒီကောင်လေးပါဟောဆိုကြီးတော့ကလေးလည်းအထူတွေပါနော်အဲ့ဒါမှမကြိုက်သေးဘူး3သိန်းခွဲ4သိန်းဝန်းကျင်လောက်တည်းသုံးမယ်ဆိုဒီကောင်လေးရှိမှမြန်မာငှက်ကြီးတောင်စစ်3ချက်ကိုကြီးအထူတွေပါမယ်နော်ကောင်လေးလည်းဓာသားလေးထုတ်ပြပြီဒီမှာဒီကောင်လေးဆိုထောင်မလဲဖြစ်မယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်